မင်္ဂလာပါမစ်ဒီဆိုင်အဲ့ဒီတင်တဲ့အနေကျဆိုပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကဒီမိုကာပေါ့အိုးအစ်စ်တစ်လုံးဝဲလာပြီဆိုရင်ဘာတွေစလုပ်ရမလဲဆိုတော့ပြောပြမယ်တင်တဲ့လက်တက်မထားဘူးကိုကဒီတိုင်းကိုအိမ်မှာပြောတော့ကျွန်တော်ဝဲတယ်ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပါအဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာဒီနေ့ပြောပြမှာဖြစ်ပါတယ်ဒါတော့150မီလီအိုးလေးပေါ့နော်ဒါရန်ကုန်ပို့ရမယ်လို့သူ့ကိုတခါလေးစမ်းပြရင်းနဲ့ဒီဗီဒီယိုလေးကိုရိုက်လိုက်ပါတယ်ဒါတော့ဖြစ်တာလေးသူကဒီလိုမျိုးလေးဒီမှာဒီလိုအကွက်လေးပါတယ်နော်ဒါကတော့စီတွေပေါ့ဆက်စီလို့ခေါ်မှာဒီဟာကိုလို့တော့ဆက်စီတွေပါတယ်ပထမဆုံးသူ့ကိုရေနွေးနဲ့ဆေးမယ်ရေနွေးနဲ့ဆေးရင်ဆေးမဟုတ်ရင်ရေနွေးနဲ့တခါတိုင်းမေးဖို့တဲလိုက်လေရတယ်ဆက်ပြာနဲ့တော့ဆေးလို့မရဘူးเนาะဆက်ပြာနဲ့ဆေးလို့မရဘူးသူကရေနွေးနဲ့ဆေးမယ်ရေနွေးနဲ့ဒါလေးတစ်ခုချင်းဖြုတ်ရေနွေးနဲ့ဆေးဘာလို့ရေနွေးနဲ့ဆေးလဲဆိုရင်သူ့မှာဒီတန်ရဲ့အနံ့ပါဒီတထုအနံ့ပေါ့เนาะဒီအနံ့တွေပါတယ်ပြီးရင်ဒီလိုမျိုးဒီလိုအရည်လေးတွေမှာစီတွေပါတယ်ဆက်စီလို့ခေါ်မလားချောစီလို့သဘောမျိုးပဲเนาะအဲ့လိုမျိုးဟာတွေပါတယ်ဒါတွေတစ်ခုချင်းဖြုတ်ပြီးဆေးမယ်ဒါတွေမဆေးဘဲနဲ့ကော်ဖီတစ်ခါလေးတန်းဖြုတ်လို့မရဘူးဆိုတော့ကော်ဖီတော့ထွက်ရင်ထွက်မှာပေါ့ဗျာအနံ့တွေပါတယ်တန်အနံ့တွေပါတယ်ဒါเนาะဒါလေးတစ်ခုချင်းခွာမယ်ဒီဆီလီကွန်ခွာမယ်ပြီးဒီဖစ်တာလေးလည်းခွာမယ်ခွာပြီးတော့ဆေးမယ်ဒီမှာပြောင်ပြောင်လေးတွေတွေ့လားစီလေးပါတယ်ဒီစီတွေပြောင်ဆေးမယ်ဆေးတဲ့ဗီဒီယိုတော့မပြတော့ဘူးကျွန်တော်တို့ဒီတိုင်းဆေးလိုက်တော့เนาะဆေးပြီးရင်ပြန်ပြီးတော့ပြမယ်ကဲဆေးပြီးသွားပြီเนาะဆေးပြီးသွားပြီဒီလိုမျိုးစီလေးတွေပြောင်ဆေးပြီးသွားပြီဆိုတော့ဒါဆိုရင်စီနက်နေမပါတော့မဆေးဘဲနဲ့တုံးလို့ရှင်ဒီအနံ့ပါတော့ကော်ဖီကမကောင်းကော်ဖီကအနံ့မကောင်းဘူးပြီးတော့ခါတာပညာဖြစ်တတ်တယ်ပြီးတော့ဒီတိုင်းဒါလေးမဆေးဘဲနဲ့တုံးလိုက်တော့တချို့မသိတဲ့သူကဒါအိုးမကောင်းလို့ဖြစ်တာဆိုပြီးအဲ့လိုမျိုးလေးထင်တတ်တယ်အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ပထမဆုံးဒီလိုမျိုးလေးတန်ရှင်းလုပ်မယ်ပြီးရင်ဒီထက်ကိုရေထည့်မယ်ရေထည့်ပြီးတော့ကော်ဖီမုန့်မထည့်သေးဘဲနဲ့ဒီတိုင်းပထမဆုံးတစ်ခေါက်တည်မယ်နော်ရေထည့်ပြီးတော့ရေကတော့သူ့ရဲ့ဒီဘောအောက်ပဲထည့်ရမှာနော်ဘောကိုကြော်လို့မရဘူးဘောအောက်ကိုထည့်ရမယ်ဘောကိုထည့်ပြီးတော့ဒါလေးပြန်တက်မယ်ဒါလေးပြန်တက်ပြီးတော့ဒီတိုင်းအလွတ်လေးတိုင်းတည်မယ်ဒီလိုမျိုးကရေအလွတ်ပေါ့နော်ကော်ဖီမပါဘဲနဲ့ဒီလိုမျိုးလေးတစ်ခေါက်တည်မယ်ပြီးရင်ကော်ဖီနဲ့2ခေါက်3ခေါက်လောက်ပေါ့ဗျာကော်ဖီနဲ့2ခေါက်လောက်ဆိုရင်ဟိုရတော့ရပါတယ်နော်2ခေါက်လောက်ကော်ဖီထည့်ပြီးတော့2ခေါက်လောက်တည်မယ်ကော်ဖီကတော့အဲ့2ခေါက်တည်တဲ့ကော်ဖီကတောက်လို့မရသေးဘူးတောက်လို့အဆင်မပြေသေးဘူးတုံပြည့်ရမှာနော်โอเคရေစိမ်းလေးနဲ့ပဲဒီလိုမျိုးလေးတည်အောင်ပါနော်ဒီရေကိုတော့ပြီးရင်သုံးပြမှာပါပြီးမှကော်ဖီမုန့်ထည့်မယ်မရေလေးထွက်လာပြီနော်ရေလေးထွက်လာပြီဆိုတော့ဒီရေဒီကုန်ထားမယ်မီးလေးလျှော့လိုက်မယ်မီးလေးလျှော့လိုက်မယ်မိုးရင်လူပန်းပြီးလိုက်โอเคဒါကတော့သုံးပြရမှာပေါ့နော်ဒီရေသုံးပြမယ်ဒီဘောတော့ပိတ်လိုက်ပြီဒီသွန်ပြစ်မယ်ပြီးရင်ကော်ဖီမုန့်ထည့်ပြီးတော့တစ်ခေါက်ဖြော်ကြည့်မယ်။ခေရေနဲ့ပထမတစ်ခေါက်လုပ်ပြီးသွားပြီဆိုတော့ဒီတစ်ခါကော်ဖီမုန့်ထည့်ပြီးတော့စမ်းကြည့်မယ်နော်။အိုးကိုပူတယ်ကော်ဖီမုန့်ထည့်ပြီးစမ်းကြည့်မယ်။ဆိုတော့လာ
ကော်ဖီမုန့်ထည့်ပြီးဆန်းလိုက်လို့ရှိရင်နှစ်ခေါက်လောက်ဆန်းရမှာနော်နှစ်ခေါက်လောက်ကော်ဖီမုန့်ထည့်ပြီးတော့လုပ်ရမယ်ကော်ဖီမုန့်ထည့်လို့ရှိရင်သူဒီအတွင်းထဲမှာဒီဥတိုင်းလေးပေါ့နော်ဒီဥတိုင်းလေးတွေမှာသူကော်ဖီအဆီလေးတွေဆွဲသွားမှာပေါ့နော်ကော်ဖီရထွက်တဲ့အဆီနော်ကော်ဖီအဆီအဲ့ဒါတွေကဒီကော်ဖီအတွင်းနေရနေမှာကော်ဖီအဆီလွှာပပလေးပေါ့အဲ့ဒီအလွှာပပလေးတွေဆွဲသွားပြီဆိုလို့ရှိရင်နောက်3ခါမြောက်ဖြော်တဲ့ခါကျရင်အရသာလေးကငြိမ်သွားပြီလို့ပြောလို့ရပြီပေါ့နော်ပထမတစ်ခေါက်နှစ်ခေါက်ကတော့ကော်ဖီရတောက်လို့မကောင်းသေးဘူးသွန်ပြည့်မှာနောက်ပိုင်းဖြော်တဲ့ခါကျရင်ဒီမှာသူ့နေရာမှာကော်ဖီအဆီလေးတွေဆွဲသွားပြီဆိုလို့ရှိရင်ဒါကော်ဖီရတာငြိမ်သွားပြီလို့ပြောလို့ရပြီပေါ့နော်ဆိုတော့စာဖြော်ကြတာပေါ့ဒီတစ်ခေါက်တော့ဒီထဲကိုရင်းနှွေးအပူဝဲထည့်အောင်နော်မြန်အောင်လို့အပူဝဲထည့်လိုက်ပူထည့်မယ်ပြီးရင်ဖစ်တာလေးလည်းခံမယ်ဒါတော့ကော်ဖီဆန်းပြတာဆိုလို့ဖစ်တာလေးခံလိုက်မယ်ကိုယ့်ကိုအိမ်မှာဆိုရင်ဒါတွန်းပြမဲ့ဟာဆိုရင်တော့ဒီဖစ်တာမထည့်လည်းရတယ်ကျွန်တော်ဒီသူ့ကိုဆန်းပြရအောင်မှာမလို့ဒီထဲကိုကော်ဖီမုန့်ထည့်မယ်ကော်ဖီမုန့်က好了。给我对米贴来。好点视频的。ကော်ဖီမောဒါ distributor ရှိရင်တော့ distributor နဲ့ထည့်ပါမဟုတ် distributor လေးခံလိုက်ပါနော်ပို့ဆင်ပေးရပေါ့ကျွန်တော်တော့အဲ့ဒါမရှိဘူးဒီမှာဒီ dozen range လေးနဲ့ပဲကာလိုက်ကော်ဖီမောကဒီ150 ml ဆိုရင်16 gram လောက်ဆိုပုံမှန်ပဲ18ထိထည့်မယ်ဆိုလည်းထည့်လို့ရတယ်ကိုသုံးတဲ့ကော်ဖီစိတ်ပေါ်မူတည်ပြီးတော့ဗောနော်ကိုသုံးတဲ့ကော်ဖီမျိုးစားဒီမီဒီယမ်တို့တက်တို့ပုံမူတည်ပြီးတော့အားလေးနဲ့ချိန်လို့ရတယ်ဒီကျွန်တော်16 gram ထည့်လိုက်distributor မရှိဘူးဆိုတော့လက်လေးနဲ့ပဲတိုင်းဖိကြမလို့နော်ဖွားလေးပဲညနေပြင်လေးညီယုံလေးပဲညနေပြင်ညီသွားရင်ရပြီဒီလိုမျိုးလေးဆိုရဒီပိတ်တဲ့ခါလဲအရစ်သေးချာကြက်အောင်ပိတ်မယ်ပြီးတော့ဒါမီးဘောတင်လို့ရပြီမီးဘောခောက်ကပြည့်နေတော့ဂန်းနဲ့လောမီးတာမများနေနဲ့မီးကပုံမှန်မီးကနည်းနည်းလေးပဲမီးအေးလေးနဲ့ပဲเนาะမီးအားများလို့ရှိရင်ကော်ဖီတူးသွားတဲ့ရေးထွက်တာလည်းအဆင်မပြေဘူးမီးအားများလို့ရှိရင်တော်တော်များများမီးအားများတော့ကြောင့်ဖြစ်တာခေလိုလေးထားလိုက်ဟောထွက်လာပြီကော်ဖီလေးထွက်လာပြီเนาะသုံးပြရမှာတော့2မျိုးဟောဒီပင်ကိုပင်ကို150 ml လေးခုလောတဲ့လိုချင်နှလုံး3လုံးကြအောင်မယ်ဈေးကလည်းအရန်တန်တယ်9900နော်ရန်တန်တယ်ဘယ်မှမရတဲ့ဈေး9900 โอเคဒီလောက်ဆိုရရင်ဒီကရှော့လိုက်နော်နည်းနည်းထွက်လိုက်အောင်
ပူပေါင်းနေပါနေပြီဆိုတော့တော်လောက်ပြီနော်ဒီလောက်ဆိုရပြီโอเคဒါဆိုရပါပြီဒီလိုမျိုးလေးကို2ခါလောက်လုပ်မယ်လုပ်နိုင်3ခါလောက်ဒီလုပ်ပေါ့ဗျာကော်ဖီမုန့်ကိုတော့ဈေးကြီးတဲ့ကမသုံးနိုင်ဘူးပေါ့2ခါ3ခါလောက်ကဈေးပေါ်တဲ့ဟာလေးနဲ့အဲ့လိုမျိုးလေးဆန်းလိုက်တုံပြစ်လိုက်3ခါလောက်လုပ်ပြီးရင်နောက်ကြရင်ရတာလေးငြိမ်သွားလိုက်ပါနော်โอเคဒီနေ့ကတော့ဒီလောက်ပါပဲ